မင်္ဂလာပါပြည်သူကြီးဒီနေ့မှာတော့ကျွန်တော်တို့က Bollywood ရဲ့ကင်းပြင် Shahrukh Khan ရဲ့အထူးခြားဆုံးဇာတ်ကားတွေကတကားဖြစ်တဲ့ Raees ရဲ့လျှို့ဝှက်စမ်းကြည့်ပြီးစိတ်လှုပ်ရှားတဲ့ကောင်းတဲ့ကဘာလေးကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီဇာတ်ကားဟာရာဇဝတ်မှု action drama နဲ့ချစ်ဇလန်တွေကိုပေါင်းစပ်ထားပြီးပြည်သူတွေကိုဖန်ဆားနိုင်ခဲ့တဲ့ဇာတ်ကားတကားပါ။အရေးသေးတာတားမြစ်ထားတဲ့နေမြေတစ်ခုမှာဘယ်လိုလူတစ်ယောက်ကအယံမောင်ဖို့လောကရဲ့ဘီယံတစ်ပါးဖြစ်လာခဲ့တယ်လေ။ကဲဒါဆိုရင် Raees ရဲ့စိတ်လှုပ်ရှားတဲ့ကောင်းတဲ့ကဘာလေးကိုအတူတူဝင်ရောက်လိုက်ကြအောင်ဗျာ။အိန္ဒိယနိုင်ငံရဲ့ဂူဂျာရတ်ပြည်နယ်မူရကင်းစင်နယ်မြေဖြစ်သတ်မှတ်ထားပါတယ်။မူရရောင်းဝယ်ဖောက်ကားမှုကိုမိရင်အနည်းဆုံး1010နှစ်ကြာခံရမှာပါ။စီကံသတ်မှတ်ထားပေမဲ့ဖောက်ဖျက်မှုဆိုတော့လည်းရှိနေစမြဲပဲပေါ့။အခုလဲဂူဂျာရတ်ပြည်နယ်ကအရက်ခိုးချက်နေတဲ့နေရာလေးတစ်ခုကနေဇလန်ကစတင်ခဲ့ပါတယ်။ပြည်နယ်ကအရက်ခိုးချက်နေတဲ့နေရာလေးတစ်ခုကမနက်ခင်းလုပ်ငန်းကိုလေးထဲမှာခေါင်းဆောင်ဖြစ်အတူတူကလိုက်စစ်ဆေးနေပါတယ်။ခလေးတက်တိုက်ကဈေးတွေကဟင်းသီးဟင်းရွက်အကျွင်းကြံများကိုကောက်ယူပြီးလုပ်ငန်းခွင်ကိုယူလာကြပါတယ်။ဒီခလေးတွေတော့ Raees ဆိုတဲ့ခလေးတွေပါတာပေါ့။သူကတစ်ချိန်မှာမွေးရခေါင်းဆောင်ဖြစ်လာမယ်သူပဲဖြစ်ပါတယ်။ခေါင်းဆောင်ဖြစ်သူကသူ့ကိုနှုတ်တောင်မဆက်ပဲအလုပ်လုပ်နေတဲ့ Raees ကိုချစ်ခင်စွာအပြစ်တင်လိုက်ပါတယ်။ Raees ကလည်းပြန်လည်နှုတ်ဆက်လိုက်ပါတယ်။သူတို့ကတည်တည်တူတွေနဲ့ဓာတုပစ္စည်းတွေရောဆက်ပြီးအရက်ချန်နေကြတာပါ။ဂူဂျာရတ်ပြည်နယ်မှာနောက်တစ်ချိန်ဆိုရင်တားမြစ်ထားတဲ့ဂျာကာနှစ်စနစ်တိုင်တရားမဝင်အရက်ပေါင်း250ဘီလီယံချီအောင်ရောင်းချပါတော့တယ်။ဒီဖြစ်စဉ်ကလည်း Raees ဒါမှမွေးဖွားလာခင်ဖြစ်ပေါ်လာလိမ့်မယ်မထင်ပါဘူး။ကျောင်းသားဖို့အတွက် Raees တယောက်ပြင်ဆင်နေပါတယ်။သူ့မိကလည်းသူ့အတွက်လိုအပ်တဲ့တွေကိုပြင်ဆင်ပေးနေတာပေါ့။အားလုံးပြီးစီးသွားတဲ့အခါမှာတော့ Raees တယောက်ပေါင်းဖော်တွေကိုလေကျွန်းမှုတ်ခေါ်ရင်ကျောင်းကိုချီတက်ခဲ့ပါတော့တယ်။ကျောင်းရောဆီယာမကစာတင်ရင်ကျောင်းတင်မှုကစာကို Raees ကိုဖတ်ခိုင်းလိုက်ပေမဲ့ Raees ကမျက်စိမှုန်နေလို့စာကိုမဖတ်နိုင်တာကြောင့်ဆီယာမက Raees ကိုခေါ်တီးပါတော့တယ်။နောက်တနေ့မှာတော့ Raees အမေက Raees ကိုမျက်မှန်စေကန်လိုက်ပို့ပြီးမျက်စိစမ်းသပ်ပေးခဲ့ပါတယ်။ဆရာဝန်ကစိုးရင်တရားမရှိကြောင်းနဲ့မျက်မှန်တရားမှာဖြစ်တဲ့အကြောင်းပြောကြားခဲ့ပါတယ်။ Raees အမေကပိုက်ဆံမရှိတဲ့ကြောင့်ချက်ချင်းလုပ်ဖို့မလိုအပ်သေးဘူးမဟုတ်လားဟုပြန်ပြောခဲ့ပေမဲ့ Raees ကမျက်မှန်မရှိရင်ကြောင်းမသွားနိုင်ကြောင်းပြောခဲ့ပါတယ်။ဆရာဝန်က Raees ကြောင်းပြေးချင်တာကြောင့်ကွင်းစင်နေတာလို့ပြန်ပြောခဲ့တဲ့အခါRaees ကကြောက်စင်မှုကစာကိုသူမမြင်ရတဲ့အခါဆရာမကတအားစော်ကြောင်းပြန်ပြောခဲ့တာပေါ့။ Raees မေပိုက်ဆံမတတ်နိုင်ကြောင်းသိတဲ့ဆရာဝန်ကမျက်မှန်ကိုလှုပ်ပေးမယ်ပတ်စံကိုနောက်မှပေးလို့ပြောပေမဲ့ Raees အမေကသူ့သားကိုချင်းငါပြီးရလာတဲ့အမြင်မျိုးမပေးခြင်းကြောင့်ရှင်းလင်းတိကျတာမျိုးပဲပေးခြင်းကြောင့်ပြန်ပြောခဲ့ပါတယ်။ Raees ဘက်ကိုလက်ပြီးရက်နှင်းငယ်ဆောင်ပေးဖို့ပြောလိုက်တဲ့အခါမှာတော့သူဟာမဟဒမကနေယူကြီးကိုပြဿနာစာရှာပါတော့တယ်။ရုပ်ထုမှာတက်ထားတဲ့မျက်မှန်ခိုင်းရသူ့အတွက်အဆင်ပြေမယ်လို့ယူဆခဲ့တဲ့ကြောင့်ယူထုစီကမျက်မှန်ကိုခိုးဖို့ကြိုးစားပါတော့တယ်။သူ့ဖော်လီကလည်းကောင်းရှာပါတယ်။လူလာရင်အကိုကြီးလို့ခေါ်ပြီးတတိပေးမယ်တဲ့။သူ့လုပ်ငန်းစာတင်ခဲ့ပါတော့တယ်။မျက်မှန်မယူရသေးခင်မှာပဲရဲတယောက်ကြလာလို့ကောင်လေးကအကိုကြီးလို့ခေါ်ပြီးတတိပေးပေမဲ့မျက်မှန်ကိုမဖြစ်မနေလိုချင်နေတော့ Raees ကထွက်မပြေးပဲမျက်မှန်ကိုရအောင်ယူပါတော့တယ်။မျက်မှန်ရပြီးစင်းပြေးတဲ့အခါမှာတီတီလေးပဲရဲလက်ကလွတ်ခဲ့ပါတယ်။ Raees ရဲ့ဖော်ကောင်လေးကလည်းခေသူမဟုတ်ပါဘူး။ကန်နီကြီးအတွန်းရှိပါစီလို့တော့အော်ပြီးပြေးခဲ့ပါသေးတယ်။ကန်နီမျက်မှန်ကိုယူပြီးမျက်စင်ဆရာဝန်စီကိုရဲကြီးပြန်လာခဲ့တယ်။ဆရာဝန်ကအယူလေးမိဒီမျက်မှန်ကိုဘယ်ကယူလာတော့လဲမေးတော့ကန်နီကြီးစီကယူလာခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။ဆရာဝန်ကဒီမျက်မှန်ကိုင်းကသူ့အတွက်အဆင်မပြေကြောင်းပြောပြီးကိုင်းအစ်စ်လုပ်ပေးမယ်လို့ပြောတဲ့အခါRaees ကသူ့မှာပိုက်ဆံမရှိကြောင်းပြောလိုက်ပါတယ်။ဆရာဝန်ကလည်းပိုက်ဆံထုတ်ပေးပြီးမျက်မှန်ကိုင်းအသေးဝယ်ခိုင်းလိုက်ပါတယ်။ပျော်သွားတဲ့ Raees ကိုလည်းကန်နီကြီးရဲ့မျက်မှန်ကိုင်းကိုကန်နီကြီးကိုပြန်ပေးဖို့ပြောခဲ့ပါတယ်။မျက်မှန်ရတဲ့ Raees ကအမြင်နဲ့ရှင်းလင်းပြီးအယံပြောနေတာပေါ့။ဒိုးစင်မှာပဲရဲတွေကသူတို့အလုံးလုံးနေတဲ့ Elias အရက်တူလောင်ယုံဘက်လာနေကြတော့ကိုမြင်လိုက်ရတော့တယ်။ Raees လေးကသူ့ကူညီရမယ်ဆိုတဲ့အတီးနဲ့ရဲကားတွေစီပြေးခဲ့ကြပြီးရဲကားတွေခဏရဲတန်းတော့ရဲကားရှိကပိတ်ရလာတယ်။သူတို့တွေကိုအချက်ပေးဖို့ဝီစီမှုတ်ပါလျော။အချက်ပေးတဲ့ဝီစီမှုတ်တန်းတွေဆူညံသွားတဲ့အချိန်မှာတိုးလောင်ရုံကလူတွေသတိထားမိသွားပြီးချက်ထားတဲ့အရက်တွေကိုစပြီးဖွက်ဖို့လုပ်ကြပါတော့တယ်။ရဲများကတိုးလောင်နဲ့ဝင်ပြီးနေရာအနှံ့ကိုလိုက်ရှာရတဲ့အခါမှာတော့ဖွက်ထားတဲ့အရွက်များကိုတွေ့ရှိခဲ့ပြီးအရက်ချက်သူ Elias ကိုဖမ်းဆီးခဲ့ပါတယ်။ရဲရရှိကကာရှိပေးရက်ခါလေချွန်ပြီးအချက်ပေးခဲ့ Raees ကိုလှမ်းခေါ်ပြီးစုလက်ကောင်းကောင်းပေးရအနေနဲ့ပါရိုက်လိုက်ပါတော့တယ်။ Raees မိကရောက်လာပြီးသူ့သားကိုကာကွယ်ပေးရင်းလက်ထဲကပလုံကောက်ထားတဲ့အထုပ်ပြုတ်ကျခဲ့ပါတယ်။ရဲကဘာတွေလဲလို့မေးတဲ့အခါ Raees မိကအစွန့်ပစ်ပစ္စည်းတွေဖြစ်ကြောင်းသူမဟာစွန့်ပစ်ပစ္စည်းတွေကိုကောက်ပြီးရောက်ချတံမွေးတဲ့သူဖြစ်ကြောင်းအလို့ဟူသမျှကုန်းရှိကြောင်းပြောခဲ့ပါတယ်။ Raees ကတော့သူ့မိပြောစကားများကိုတေးသေးချာချာနားထောင်နေခဲ့တာပေါ့။အခါနီ Raees သတင်းတစ်ခုကြားခဲ့ရပါတယ်။ဖရေးပူရာတွင်အရက်တူများတောက်ပြီးလူပေါင်း140လောက်တေသုံးသွားကြတဲ့သူအလုံးလုံးနေသောအရက်ပုံးရောင်းသူ Elias ကိုရဲများကဖမ်းဆီးသွားကြောင်း Raees သိလိုက်ရပါတော့တယ်။အလုံးဟူသမျှကုန်းရှိတဲ့အလုံးထက်ပိုတဲ့ဓမ္မဆိုတာမရှိဘူး။ဆိုတာအမှန်ပဲလားဟု Raees ကသူ့အမေကိုမေးလိုက်ပါတယ်။
သူ့မိကဟုံးမန်းကြောင်းတို့ပေမဲ့လှုပ်တဲ့အလောက်ကသူတစ်ပါးကိုစိုးကျိုးမဖြစ်စေရကြောင်းရှင်းပြခဲ့ပါသေးတယ်။နောက်နေ့မနက်မှာတော့ရအီနဲ့သူ့ဖော်ကအိမ်ကထွက်လာတဲ့အချိန်စာဒီကရအီကိုပတ်စံရအောင်ဘာလို့ကြမှာလဲလို့မေးတဲ့အခါရအီကအရက်ရောက်မယ်လို့ပြန်ပြောခဲ့ပါတယ်။စာဒီကသူတို့အလုပ်လုပ်နေတဲ့ Elias ကထောင်ထဲမှာဖြစ်ကြောင်းရအီကိုပါလိုက်သွားခြင်းလို့လားလို့မေးလိုက်ပါတယ်။ရဲကအရက်ပုံးရောင်းသူကိုဖမ်းတာဖြစ်ကြောင်းနိုင်ငံသားဖြစ်အရက်ရောင်းသူကိုမဖမ်းတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။သူကနိုင်ငံသားဖြစ်အရက်ရောင်းတဲ့တတိဂျေရာအတွက်အလုပ်လုပ်မယ်အကြောင်းပြောပါတယ်။ဒီအချိန်မှာတတိဂျေရာတိုင်ပတ်နေတဲ့အချိန်မှာလမ်းကြောင်းတွေပိတ်ထားတဲ့အတွက်မာထားတဲ့သူတွေဒီအရက်တွေပိုးမြတ်ဖြစ်နေချိန်ပေါ့။သူစိတ်ညစ်နေချိန်နောက်ကထွက်လာတဲ့ကျွန်တော်ပို့ပေးမယ်ဆိုရင်ရောဆိုတဲ့အတန်းကြောင့်လှမ်းကြည့်လိုက်တဲ့အခါညမှန်တဲ့ Ray ကိုတွေးလိုက်ရပါတော့တယ်။မိကြီးတော့အရင်က Elias စီမလုတ်ခဲ့တဲ့သူဖြစ်လို့စမ်းခိုင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။6ပလင်းပို့ပေးရမယ်လို့ပြောတဲ့အခါတပ်ပလင်းကိုပို့က3ရူပီကြားတင်မဲ့အကြောင်း Ray ကပြန်ပြောလိုက်ပါတယ်။တတိဂျေရာရဲ့တစ်ဖက်က Ray ကိုလေးလုံးလို့ခေါ်လိုက်ပြီးအခက်အခဲဖြစ်နေတဲ့အချိန်ငွေလာညှစ်တာလောက်ကိုမေးလိုက်တော့လေ Ray ကသူ့ကိုလေးလုံးဖို့မခေါ်ဖို့တာပြန်ပြောခဲ့ပါတယ်။ရိုနီယောက်ချီတင်ဖြစ်နေတာကိုတတိကတားလိုက်ပြီး Ray ပြောတာကိုလက်ခံကRay ကိုအလုပ်ပေးလိုက်ပါတော့တယ်။ Ray တို့ကကျောင်းလွယ်အဲ့တဲ့ကိုပလင်းလေးထည့်ပြီးတဲယူပို့ဆောင်ရေးလုပ်ဖို့ပြင်ဆင်ကြပါတော့တယ်။အားလုံးပြင်ဆင်ပြီးသားတဲ့အခါမှာတော့သူ့ကိုလေးလုံးလို့ခေါ်ခဲ့တဲ့တတိရဲ့တစ်ဖက်ကိုလက်ဆောင်ပေးခဲ့လိုက်ပါတယ်။စာတက Ray ရဲ့တကယ်နောက်လိုက်ကောင်းပါ။ Ray တို့တောက်ဖို့တဲ့လမ်းမှာရဲတွေကကားတွေအကောင်လုံးကိုစစ်ဆေးနေပါတယ်။ Ray ကရဲတွေကိုနောက်တဲ့ပုံစံနဲ့ဆရာစေအောင်မလားလို့တော့မေးလိုက်ပါသေးတယ်။ရဲကအောင်ငေါက်ထုတ်လိုက်တဲ့အခါ Ray ကအောင်နေသူအပြုံးနဲ့လစ်တော်တာပေါ့။တတိကရီကိုသဘောကျသွားပြီးအလောက်ခံလိုက်ပါတော့တယ်။ရီအပေါ်တတိရဲ့မှတ်ချက်ကဒီကောင်ကုန်းတဲ့တယောက်လိုပါနေပြီးစစ်တီတယောက်လိုအကြောက်တရားကင်းမဲ့တဲ့ရီကတတိကျရစီမှာအလောက်လုံးရင်ကြီးပြင်းခဲ့ပါတော့တယ်။လမ်းတဲ့နေရာမှာသူ့အရက်ကားတွေကိုရဲတွေကတားဆီးစစ်ဆေးနေတာကြောင့်ရီကိုတွားရှင်းခိုင်းမှုစားတစ်ကိုတတိကအမိတ်ပေးလိုက်ပါတယ်။ရဲတွေကကားပြစ်ကိုလေလျှော့လိုက်ပြီးကောင်းမောင်သမားကိုလက်ဆင်းပေးနေပါတယ်။ကားသမားကလည်း Ray လာမဲ့လမ်းကိုမျှော်ကြည့်ပြီးထိုင်ထားလုံနေရပါတယ်။ Ray လာတာကိုမြင်တဲ့ရဲကထိုင်ထားလုံနေတာကိုရက်ခိုင်းလိုက်ပြီး Ray စီလျှောက်သွားလိုက်ပါတော့တယ်။အနားရောက်လာတဲ့ရဲရာရှိအိတ်ကတ်ထဲကို Ray ကပတ်စံထည့်ပေးလိုက်ပြီးပစ္စည်းတွေကိုလှုပ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ရဲကလည်းတောင်းငင်းပြလိုက်ပါတယ်။ဒါပေမဲ့ Ray ကအစင်မပြေသေးတဲ့အကြောင်းပြောဖို့ရဲကိုခေါ်ထုတ်သွားခဲ့ပါတယ်။သူတို့လီလျှော်ထားတဲ့ကားဘေးကိုလေးပြန်ထိုးပေးဖို့ပြောရင်မျက်နှာကိုအယောင်နဲ့ပပတင်ပေးလိုက်ပါသေးတယ်။ကားဘေးကိုပါးစပ်နဲ့လေမုတ်ခိုင်းပြီးအလုံးမှာကျင့်ဝတ်ထားရင်အချိန်ကုန်လဲတက်တာမယ်လူလဲကုန်ရှိမဲ့အကြောင်းပြောရင်စုံမလိုက်ပါသေးတယ်။သူတစ်ပါးရဲ့ကျောင်းရောက်လို့အလုံးလုံးနေရတဲ့ဘဝကို Ray ကမုန်းတီလာပြီးစာတိတ်ကိုကိုပိုင်စည်းဝါးရေးလုပ်ဖို့တိုင်ပင်ခဲ့ပါတယ်။အလုံးလက်မဲ့ဖြစ်သွားမှဆိုတဲ့စာတိတ်ကလက်မခံချင်ပါဘူး။ကိုပိုင်စည်းဝါးရေးလုပ်ဖို့ကုန်းတဲ့တယောက်လိုပါနေပြီးစစ်တီတယောက်လိုအကြောက်ရကင်းမဲ့ရမယ်။အဲ့ဒီအရေးချင်းတွေရှင်းရပြီဖြစ်ကြောင်းသူ့မှာအဲ့ဒီအရေးချင်းတွေရှိကြောင်း Ray ကပြောလိုက်ပါတယ်။ Ray နဲ့စတဲ့ကသူတို့တတိဖဲဆော်နေတဲ့စီရောက်လာခဲ့ကြပါတယ်။တတိက Ray ကိုခြားတေးတယောက်လိုဆက်ဆံပြောဆိုခဲ့ပေမဲ့ Ray ကသူ့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ကြောင်းတဲ့သူပဲပြောချလိုက်ပါတယ်။တတိကသူ့ကိုလာစာတိုးပေးမဲ့ကြောင်းပြောပြီးစာတစ်ကိုဖြောင်းဖြခိုင်းပါတယ်။စာတစ်ကသူကြိုးစားပြီးဖြစ်ကြောင်းမအောင်မြင်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒီအခါမှာတတိက Ray ကိုနှိပ်ကုပ်ဖို့အတွက်သူ့အနာမှာထိုင်ခိုင်းလိုက်ပြီးသူ့စီကအရက်ဘလာဖို့ဝယ်ယူမှလဲလို့မေးလိုက်ပါတယ်။ Ray ကသူ့တပည့်အရင်မှုသာရောင်းပေးတာလို့လည်းပြောပါတယ်။ Ray ကရူပီတသိန်းဖို့အကျွေးရောင်းပေးဖို့ပြောလိုက်တဲ့အခါ Ray ကိုဝိုင်းလောင်ပြောင်းချပါတော့တယ်။တတိက3ရက်အတွင်းပတ်စံတသိန်းရှာပြီးလာဝယ်မှသာအရက်ရောင်းပေးမိကိုလည်း Ray ကိုပြောရင်ခနဲလိုက်ပါတယ်။3ရက်ဆိုတဲ့အချိန်ကိုတီးရဖို့တဲ့သူ့နာရီကို Ray စီကိုပြပေးရင်းစင်ခေါ်လိုက်ပါတော့တယ်။အကြံကုန်ကလုံးစားချက်ဖို့လုပ်နေတဲ့ Ray တို့ကမြို့ကိုစိုက်ကယ်တစ်စီးနဲ့ပတ်နေရင်တငယ်ချင်းတယောက်ရဲ့ကားဝရှော့ရှိတစ်ခုရောက်လာပါတယ်။ Ray တငယ်ချင်းကလည်းကားကိုကြွားပြီးတသိန်းလောက်တန်နဲ့ဝယ်မလို့လာလို့နောက်လိုက်ပါတယ်။စမ်းမောင်းကြည့်မလားလေစီးရတယ်လို့ပဲလို့လည်းလောက်ကိုချော်လိုက်ပြန်ပါသေးတယ်။ညနေတဲ့ Ray ကဆိုင်ကယ်မောင်းထွက်လာရင်စိတ်တဲ့တယောက်နဲ့ရံဖြစ်ခဲ့ပါတယ်။စိတ်ကြောင်းသာသူ့စိတ်ကိုအတိုင်းမြင်ပေးရမှာဖြစ်ကြောင်းပြောပြီးအခုအချိန်မှာစိတ်တွေကအရန်တန်ဖိုးရှိနေတဲ့အကြောင်းလေးပြောခဲ့ပါတယ်။မောင်းလာရင်ဆိုင်ကယ်ကိုပြန်ကူးလိုက်တဲ့အခါစာတစ်အန်အော်သွားပါတော့တယ်။သူကတော့ကားဝက်ရှော့ပြန်သွားပြီးဆိုင်ကယ်ထားခဲ့ကတသိန်းနဲ့ကားကိုစမ်းမောင်းကြည့်ဖို့အတွက်တော်တောင်းပြီးကားမောင်းလစ်ထွက်ခဲ့ပါတော့တယ်။ကားကိုပကီရက်ခဲ့တဲ့ Ray ကလန်တနီယာမှာစိတ်အုပ်ကိုတွေးတော့ကားထိုးရက်လိုက်ပါတယ်။ပြီးတော့သူ့ကားနဲ့စိတ်အကုန်လုံးနဲ့လဲလိုက်ပါတယ်။စာတစ်က Ray ကိုသူနားမလည်နိုင်တော့တဲ့အကြောင်းနဲ့ငင်းဘာတွေလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ Ray ကအင်းနေနီးလာတဲ့အတွက်စိတ်တွေကဈေးကောင်းရမှာဖြစ်တဲ့အကြောင်းစာတစ်ကိုရှင်းပြလိုက်ပါတယ်။စိတ်တွေကိုဈေးကောင်းရတဲ့မွန်ပိုင်းမြို့မှာသွားရမှာဖြစ်ကြောင်းနောက်3ရက်နေရင်တတိကျေရောက်ကိုယူပီတသိန်းပေးရမှာဖြစ်ကြောင်းစာတစ်စီမှာသူ့ထက်ပိုကောင်းတဲ့အကြံဉာဏ်ရှိလာလို့မေးလိုက်တော့စာတစ်ချက်ကြီးလေလိန်သွားပါတော့တယ်။မွန်မိုင်းမျိုးစီကိုရောက်လာပြီးနောက် Ray တို့နှစ်ယောက်စိတ်တွေရောင်းချဖို့နေရာရှာကြပါတော့တယ်။
ရှိပြီးသားလူကောင်းတွေကိုတောင်းပန်ပြီးနေရာလေးတစ်ခုလောက်ပေးဖို့ခွင့်တောင်းခဲ့ပါတယ်လူကောင်းတွေကသူတို့ကိုဘယ်ကလာတယ်လဲလို့မေးတဲ့အခါဂူဂျာရက်ပြည်နယ်ကလာကြောင်းခွင့်ပြုချက်ရှိလားမေးတဲ့အခါမှာလည်းမရှိကြောင်းပြန်ပြေခဲ့လို့သူတို့ကိုရောင်းချခွင့်မပြုနိုင်ကြောင်းပြောပါတယ်စိတ်တွေကိုပြန်တယ်ပြီးကိုယ့်နေရာကိုပြန်တိုးတော့လို့ရိုင်းဆိုင်စွာပြောဆိုခဲ့ကြပါသေးတယ်ရီကထက်တောင်းမှပြီးနေရာတောင်းတဲ့အခါတယောက်ကဟဲ့ကောင်လေးတော့မင်းပြန်တော့မပြန်ရင်မင်းကိုပါစိတ်တင်းနဲ့အတူလဲလီးလိုက်မယ်လို့ပြောကြလိုက်ပါတယ်သူ့ကိုလေးလုံးလို့ခေါ်ရင်သေအောင်မုန်းတဲ့ရီကအမုန်းကိုစော်ပါတော့တယ်ဇက်လိုက်ဖြစ်တဲ့ရီတယောက်နိုင်သွားခဲ့ပါတယ်အများနဲ့တယောက်ဖြစ်တဲ့အတွက်သူလည်းတော်တော်အစ္စလမ်ဝေနေပါတယ်အဲ့ဒီအချိန်မှာခေါင်းဆောင်ရောက်လာပြီးရီကောင်းကိုတနက်နဲ့ချိန်ထားပြီးလေးလုံးလို့ထပ်ခေါ်လိုက်ပြန်ပါတယ်ရီကဒီအဟုန်နဲ့တနက်ကိုပြန်လူလိုက်ပြီးခေါင်းဆောင်ကိုပြန်ချေလိုက်ရင်လေးလုံးလို့မခေါ်နဲ့လို့နောက်ဆုံးပြောရင်းမိလဲသွားပါတော့တယ်နောက်တနေ့မနက်မှာတော့ရီတယောက်သူစော်ခဲ့တဲ့သူတွေကမူစာပိုင်းရဲ့လူတွေဆိုတာသိခဲ့ရပါတော့တယ်မူစာပိုင်းဆိုတာအဲ့ဒီမျိုးရဲ့ဒိတ်ဒိတ်ကျဲလူတိုင်းကြောက်ရွံ့ယိုသေးရတဲ့သူကိုမတားဆီးခဲ့တဲ့စာရိတ်ကိုသူစုနေခဲ့ပါတယ်စာရိတ်ကလည်းသူတားလိုက်ချိန်တော့မရကြောင်းလေးလုံးဆိုတဲ့အတန်ကြားတာနဲ့မင်းပြေးစော်တော့တာပဲဆိုတဲ့အကြောင်းပြန်ရှင်းပြနေခဲ့ပါတယ်မူစာပိုင်းကဝိပုနေသူတွေကိုဒဏ်ပေါက်တွေဝေပေးနေပါတယ်သူတို့เนี่ยမူစာပိုင်းကိုကူညီပေးရင်းမနေ့ကရန်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကိုရှင်းပြနေခဲ့ပါတယ်ပြီးတော့သူဒီကိုလာခြင်းကလည်းစီးပွားရေးလုပ်ချင်လို့လာခြင်းဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်မူစာပိုင်းကသူရန်ဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့စိတ်တွေကိုဒဏ်ပေါက်ချက်လိုက်တဲ့အကြောင်းပြောပြီးစိတ်ရောင်းတာကိုပိုင်စီးပွားရေးမဟုတ်ကြောင်းပြောခဲ့ပါတယ်အဲ့ဒီအခါမှာရီကသူ့အမေသူ့ကိုပြောခဲ့တဲ့အလုပ်ရဲ့တသနာကိုမူစာပိုင်းကိုပြောခဲ့ပါတော့တယ်ရီကအလုပ်ဟူသည်ခုံရှိ၏အလုပ်ထက်ပူတဲ့ဓမ္မဆိုတာမရှိဘူးတပားသူကိုမတိကရင်အကောင်းဆုံးလို့ပြောလိုက်ပြီးသူတို့ကိုပြန်ခွင့်ပြုဖို့ခွင့်တောင်းလိုက်ပါတယ်မူစာပိုင်းကရီရဲ့မျက်မှန်ကိုပြန်ပေးပြီးပြန်ခွင့်ပြုလိုက်ပါတယ်ရီကမူစာပိုင်းစီကဘိုက်စာလို့တံပေါက်တပွဲတောင်းယူပြီးသူ့မျိုးကိုပြန်ခဲ့ရပါတော့တယ်အိမ်ပြန်လန်းမိရထားပေါ်မှာစာတစ်ကပူညံလှုပ်လာခဲ့ပါတယ်ဘယ်ကြောင့်ကိုအရက်ပိုးပေးဖို့အသာတောင်းကားစရာကားစင်ကိုဘာနဲ့ကားဖို့ပေးမှလဲလို့မေးရင်ပူစီကြိုက်လာပါတယ်ရီကအရေရောအဖက်ရောမလုပ်တာကြောင့်ရှေ့ကထိုင်နေတဲ့သူကိုနှမ်းမဲ့ပြီးရန်ရှာပါတော့တယ်။ဘိုလူကလည်းသူ့ကိုတောက်ဖက်မလုပ်ပြန်ပါဘူး။ရီကဓမ္မောက်ကိုစားရင်တသိန်းနဲ့ဓမ္မောက်ဖြစ်တဲ့အတွက်မင်းလည်းစားတဲ့တယ်လို့ပြောပါတယ်။စာတိက၌စားတော့မင်းကနည်းနည်းပဲထူတော့နည်းနည်းပဲစားလို့ပြန်ပြောလိုက်ပါတယ်။အိမ်မရောက်တော့ရောက်လာတဲ့တန်ရာတွေကိုရီကရီခဲကန်နေပါတယ်။တကားများနေတဲ့စာတိကိုလည်းပါဇက်ပိတ်ပြီးရီခဲကပ်ဖို့ပြောလိုက်ပါတယ်။တကားခုံလဲကြလို့အကျွေးရှင်ထင်ပြီးစာတိကတကားဖွင့်ပေးလိုက်တဲ့အခါယထာဘောကလူကိုတွေးလိုက်ရလို့သူပြူးသွားခဲ့ရပါတော့တယ်။ထို့သူကလုပ်ငန်းကိစ္စအတမွန်ပိုင်းမျိုးကဟာဂျီပိုင်းကတွတ်လိုက်တာလို့ပြောရင်းဝင်ခွင့်တောင်းခဲ့ပါတယ်။ရီကဝင်ခွင့်ပြုလိုက်တဲ့အခါသူကခုံမဝင်ထိုင်ပြီးပိုက်ဆံတွေကိုပြလိုက်ပါတော့တယ်။ဒီလိုများတဲ့ပိုက်ဆံအများကြီးကိုဘာအတွက်ကြောင့်သူ့ကိုကူညီလာလဲလို့ရီကမေးလိုက်တဲ့အခါထိုလူကမူစာပိုင်းကိုရှင်းပေးဖို့ပြောပါတယ်။ရီကသူနဲ့မူစာပိုင်းဘာပြဿနာမှမရှိကြောင်းသူတို့ကဒူလဲမသက်ကြောင်းသူကကိုပိုင်လုပ်ငန်းလုပ်မှဖြစ်တဲ့အတွက်သူများခိုင်းတာကိုမလုပ်တော့ကြောင်းပြောရင်းထိုလူကိုငွေတွေပြန်ယူပြီးတစ်တော်လို့ပြောလိုက်ပါတယ်ထိုကကြမှာသူကနဝါဖြစ်ပြီးမူစာလူဖြစ်ကြောင်းပြောပါတယ်မူစာကရီရဲ့အလုံးနဲ့ဓမ္မအကြောင်းအတွေးခေါ်တွေကိုသဘောကျသွားတဲ့အတွက်ကိုပိုင်လုပ်ငန်းလုပ်နိုင်မှုဒီငွေတွေကိုကူညီလိုက်တာလို့ပြောပါတယ်မူစာကူညီတဲ့သူကဘယ်သူမှမထီရဲကြောင်းပြောပြီးငွေတွေကိုရီကိုပေးလိုက်ပါတယ်လက်ဆဲနှုတ်ဆက်ပြီးလက်ထွက်သွားတဲ့နဝါကိုစာတက်ကလှမ်းပြီးအားချောင်းလိုက်ပါသေးတယ်မူစာကိုရှင်းပြဖို့ငါတို့လက်ခံလိုက်ရင်ဘာဖြစ်မလဲလို့မေးလိုက်တာပါနဝါကတနက်ထုတ်ပြရင်သူကဘယ်တော့မှပြစ်မဲ့လို့တဲ့သူမဟုတ်ကြောင်းမူစာရဲ့သံသက်ချက်ကိုမင်းတို့အောင်မြင်ကြောင်းနဲ့နှုတ်ဆက်ပြီးပြစ်သွားပါတော့တယ်ဒီအချိန်မှာပဲတထေးလေးရီစီကိုရေဂျာရဲ့တပိတ်ရောက်လာပြီးရီအတွက်ပေးထားတဲ့အချိန်ပြည့်ပြီးဖြစ်လို့တထေးကသူ့စီမှာအလုပ်ပြန်လာဆင်းဖို့ခေါ်ခိုင်းလိုက်ကြောင်းအော်ပြောပါတော့တယ်ရီကလည်းအခြေလေးတန်ကြီးနဲ့ရေဂျာကျိုးဆက်ရသူမကတော့ကြောင်းပြန်အော်ပြောလိုက်ပါတော့တယ်ရီကသူ့အချိန်စပြီတဲ့